ကျောက်ဖြူမြို့နယ်ကတိပုတ်တောင်တိုက်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား300လောက်နဲ့စစ်ကြောင်းထိုးလာတာကြောင့်အာရခတက်တော် AA နဲ့အပြန်အလှန်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ဒီတိုက်ပွဲတွေဟာဒညဝရီတပ်ဌာနရှုပ်ကနေစေမိုင်လောက်ပေါ်ဝေးတဲ့တောင်တန်းနဲ့ကြီးရော်တွေအနီးမှာဖြစ်ပွားနေတာပါ။စစ်ကောင်စီတပ်ဖွဲ့တွေကမက်လ9ရက်နေ့ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ဒေသခံတယောက်ကနရင်ဇရာကိုပြောပြချက်အရစစ်ကောင်စီရဲ့ဒညဝရီတပ်ဌာနရှုပ်ကတပ်သား300လောက်ကစစ်ကြောင်းထိုးဝင်လာတာကြောင့် AA နဲ့တိုက်ပွဲတွေပြင်းထန်နေတာလို့သိရပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူအပြင်ဒရုန်းတွေဒညဝရီတပ်ဌာနရှုပ်ကလက်နက်ကြီးတွေနေပြည်တော်ကနေကြီးရော်တွေကိုလက်နက်ကြီးကြီးတွေနဲ့စက်တိုက်ပစ်ခတ်နေတယ်လို့သိရပါတယ်။ဒီလိုပစ်ခတ်မှုတွေကြောင့်ကြီးရော်တွေမှာလူတွေနဲ့နေအိမ်တွေထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ကျောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်ဇရာကိုပြောပါတယ်။